မိတ်ဆွေတို့ကိုဗဟုသုတလေးတစ်ခု sharing လုပ်ချင်လို့ပါကျွန်တော်ရဲ့အတွေ့အကြုံများပေါ့ဗျာဟုတ်မဟုတ်မှန်မမှန်ဆိုတာကိုတော့မိတ်ဆွေတို့စဉ်းစားဝေဖန်ပိုင်းခြားပေးကြပါဦးနော်အဲ့ဒါဘာလဲဆိုတော့ပညာရှင်တယောက်ဖြစ်ဖို့ကြိုးစားရတာအချိန်ဟာ9နှစ်ကနေ10နှစ်အနည်းဆုံးကြာပါတယ်အချိန်ကြီးပေးရတယ်ငွေတွေပေးရတယ်ခေါင်းတွေပူထူးနေအောင်သူ့မှာစာရီကြက်ရတယ်မနာမနေဒါပေမဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့ကအချိန်တစ်နှစ်ကနေ2နှစ်လောက်ပဲကြာတယ်စဉ်းစားနော်သူကခေါင်းမဲရင်းတာချိန်တန်တော့ခုနပြောတဲ့ပညာရှင်တွေကဒီစီးပွားရေးသမားရဲ့လက်အောက်မှာသာခါစာဝန်ထမ်းအနေနဲ့ပဲဝင်ပြီးတော့မှလုပ်ကြရတယ်အဲ့ဒီစီးပွားရေးသမားရောမင်းဘလောက်ရောမင်းဘလောက်ရောမင်းဘလောက်လို့ခွဲပြီးရနော်ပြီးတော့အဲ့ဒီခုနငါးနှစ်ကနေ10နှစ်လောက်ကြိုးစားခဲ့ရတဲ့လူတွေကခုနစီးပွားရေးသမားကိုတစ်သေးလို့ boss လို့လည်းခေါ်ရရနော်စဉ်းစားဖို့ပါဗျာဟုတ်မဟုတ်ကတော့မိတ်ဆွေတို့ပဲဝေဖန်ပိုင်းခြားပေးကြပါဦးနော်